ကားတွေရောမကြည့်အောင်အိုးရေတွေကိုထွက်လို့ကြည့်အောက်ထဲမှာမြေကြီးထားတဲ့အချိန်နဲ့တလားလောက်ကတော့ဟာဒီရစ်သားနဲ့ပြင်ဒီလမ်းကြောင်းတော့ယာယီသိမှာပါရောဒီနေသားတော့လောက်နဲ့ပြင်ဆင်ရမှာအနည်းဆုံးပြင်ဆင်ရမှာတရားကတော့ထိခိုက်မှုသိမ့်မရှိပေမဲ့ဒီပြည့်ရအောင်ရတော့အင်မတန်မှဟိုမှာကားကြီးဟုတ်ကားတယ်ကိုဘက်ဆက်သွားလို့မရတော့ရတော့ဘူးကူးကြမှာတော့ခင်ဗျားထုတ်ကြည့်နေအဲ့ဒါယူကားတစ်စီးဟိုမှာ